Hello အားလုံးပဲမင်္ဂလာပါအရှင်လေးဆိုရကြိုးဆိုရတဲ့အခုကျွန်တော်ရောက်နေတာကတော့ Michelin Star 2021ကနေပြီးတော့9နှစ်ဆက်တိုက်ရထားတဲ့ခောက်ဆိုင်မင်းဆိုင်ရွေးဆိုင်ပါတိုင်းမှာတရားတော့မလိုက်လေပြီးမှပေါင်းဆိုင်ရနေစားနိုင်တယ်လေပြီးအသားbeef အသားနဲ့တပွဲနော်ခောက်ဆိုင် beef နဲ့တပွဲဘာမရလေညံ့ပြလေနိုင်မလည်းမရှိဘူးပေါ်ပြီးလာရပေါ်ပြီးလာရပေါ်လို့နေရတယ်ဟုတ်ကျွန်တော်တို့ဒီဆိုင်ကဆိုတော့2021ကနေပြီးတော့2025ထိတော့ Michelin Star ရထားတာအဲ့တော့ဒီဆိုင်မှာဟိုဗာလဲ tourist တွေအများကြီးလာတယ်ဒါလူလည်းတော်တော်ရှိတယ်ကျွန်တော်အခု7နိုင်လောက်လာတာတော့ဝိုင်းကအပြည့်ပဲအဲ့တော့အနည်းဆုံးဟို experience တစ်ခုလာရချင်တယ်ဆိုတဲ့ဟာမျိုးဆိုလို့ရှိရင်လာကြည့်တင်တယ်ဒီဆိုင်က Michelin Star ရထားလဲမပြောနဲ့ဟောက်ဆိုင်ထဲမှာဆိုတော့အရင်ကရအောင်ရတာတမျိုးထူးခြားတော့ပဲကျန်တဲ့ကွတ်တီယိုတွေကတော့ပုံမှန်တခြားကွတ်တီယိုဆိုင်တွေလိုပါပဲစားရတာတော့တူတူပဲမုံဟင်းကားကြတော့လေမြန်မာမုံဟင်းကားပိုကြိုက်တာဆိုတော့တိတ်မကြိုက်ဘူးဒီမှာတော့ထိုင်းမုံဟင်းကားဟိုကဗာလဲအဲ့ဒီအနီးလို့ပဲထောက်လိုက်တယ်အနီးဟုတ်တယ်အနီးလို့ထားလိုက်အိုးအဲ့စခရလို့ရေးပေးလိုက်လေပေါ်ကနေတို့မအောင်တိုင်းမီဒီတခုပဲနော်ဒါပဲနော်အဲ့ဆိုဒါပဲအခုလိုက်တော့ပြစ်ကြည့်လေးပြစ်ရအငယ်ဆုံးရင်ထားလိုက်မယ်နော်ဟုတ်ပါဒီစားလကောင်းနဲ့ပြင်းစားပါကောင်းမယ်ကောင်းတယ်ဟောနာမရပါလေဟိုလာချင်းမထိုင်းတရားတရားလေးနဲ့ချင်းမောင်ရလားချင်းမောင်ရလားမလာမီးကြည့်မလားကြိုက်တယ်တမျိုးရဲ့တိုင်းချိုပါဦးတိုင်းချိုကောင်းတယ်ဒီရတာတိုင်းတင်းမှာလားဟုတ်တယ်အချက်ထိုင်းပြရလေဒီနာမထွက်ဘူးလာချိုးလို့အားကြီးလို့လို့ရတာစကားရများတယ်ဒါပဲနောက်ပြီးတော့ပြန်တွေ့မယ်